ကိုသူအားပေးသခင်ဖျားသည်စီအောင်ကိုရွေးချယ်၍ကိန်းဝရန်လို့ရှိတော်မူသောကြောင့်ကိုရောဖျားကိန်းဝရနေရဖြစ်၍ကိုရောဖျားကိန်းဝတော်မူမည်ဘုရားခင်သည်သူအဖာဒါဝိရာဇပလင်ကိုသူအားပေးဒါဝိနှင့်ပိတ်သိမ်းခံရသူတို့ဖို့ကိုရောသည်ထုံနေအား၌ပြင်ဆင်မည်ရန်သူကိုကစိတ်ကလျာဖြစ်စေဒါဝိရာဇပလင်ကိုသူအားပေးဘုရားခင်သည်သူအဖာဒါ